ပါကျူပါဒီနေ့မှာကျောင်းမတော်ချင်းနေကောင်မလေးကျောင်းသစ်ဆက်ပြီးမှဖြစ်ပါတယ် let's go ဆွေးနွေးမေမေညီမလေးနဲ့စောနေရလားဟုတ်တယ်လေသမီးလေးစောချင်လို့လားစောချင်အာသမီးမနေ့ကကျောင်းဖွင့်ပြီနော်မေမေလေးကျောင်းမတော်ချင်းနဲ့ဟောဒီကျောင်းတော်လုံးပြသွားလေကောင်းတယ်ကျောင်းဖွင့်တော်လုံးတုံနေရပါပဲစိတ်ညစ်လိုက်တာ6နိုင်ခွဲဆုံးကအေးရမှာဆိုတော့ဖြစ်ဘူးဂိမ်းတိတ်မှဖြစ်မယ်ဝါမကရဲထဲမှာငါအိမ်ကြီးဆောက်မယ်အများကြီးပဲငါအိမ်ဆောက်တာတော်ကြုံလေအဲ့အိမ်ဆောက်မယ်လာဟာချောင်းလာရောက်ထိုးသွားပြီဆိုအိတ်ချင်ရောက်တော့မှာပဲအိမ်လေးပါဦးမယ်နေ့ကတော့ကျောင်းတော်ကြုံဟာမိမချောင်းလာလေးထိုးပြီးဆိုအိတ်ကြဆိုလေဟာအေးသမီးလေးအိမ်မင်းနော်ဂူကဲအေးပါလာမိမရေအိတ်ကြဆိုမိမပြောရရှိလို့နောက်သမီးလေးနေမဘလို့ပြီးကောင်းမလဲဟဲ့ဘလို့မဘင်းနေမိမမြတ်သွင်းနေကြလေအိတ်တော့မယ်အေးပါဒီနို့ပဲအိတ်ကြငါပဲလိုက်ကြလေလိုက်ကပဲလိုက်ပါမယ်မလေးမနေ့ကငါသမီးရဲ့ပဲလိုင်းကျောင်းတက်ချင်ပဲအဲ့တော့ငါလေးဆော့အိမ်မှာပဲဒီကျဖာရောအော်ဟေးမနေ့ကမှမောလေးပြီငါသမီးလေးပဲနာကျောင်းတော့ချင်းရောက်ပြီဆိုတော့မိမရေအိတ်ခဲ့တော့နော်အေးရောက်တော့ပို့လိုက်အောင်ပဲလာရဲ့သမီးလေးပဲလားထဒီနေ့ကျောင်းဖွင့်နေဆိုကျောင်းသားအင်းယူလိုက်ရမလဲဖွင့်သွားချင်ဘူးသမီးအိတ်စီပဲလေးမဲ့ကျောင်းမသွားချင်ဘူးဟဲ့သမီးပဲလားအိတ်စီပဲလေးကိုကျောင်းမသွားရင်ဘလို့လို့ပညာတကြီးဖြစ်မှာလဲဟဲ့မိဘခံမကြောနေတယ်သွားလေဟုတ်ကဲ့ဖွလဲသမီးကျောင်းမသွားချင်ဘူးဟဲ့ပဲလားတော်တယ်နေကျောင်းသားမှာပညာတကြီးဖြစ်မှာလေဖြစ်ရလေကျောင်းမသွားချင်ဘူးလို့ကျောင်းမတော်ချင်ဘူးဟဲ့မင်းရလေဟိုတချင်းရောက်ဖြစ်နေဘာတချင်းတော့ဖြစ်ရလေကျောင်းမတော်ချင်ဘူးဒယ်ဒီကျောင်းမတော်ချင်ဘူးအဲ့ဒါရရှင်ဖြစ်ရလေကျေကမတော်ချင်လို့ဆောင်းနေအဲ့ဆိုလေကျောင်းသွားရင်နေဆိုင်သမီးစိတ်တဲ့ခပ်ပါကူကီကျွေးမယ်လေအဲ့လိုစင်ပြေလားတကယ်ကျွေးမလားကျွေးမှာပေါ့သမီးလေးရဖေလိမ့်စီရလားအဲ့တော့ကျောင်းကိုလိုက်ခင်တော့မငုံနေရတိတ်ဟုတ်ကဲ့လိုက်ခဲ့ပါမယ်တကယ်ကျွေးတော့ထောပါကူကီကျွေးပါပေါ့တိတ်လာသမီးတို့အများကြီးဖေးကျွေးမယ်နော်စားလာကျိုးတာဘာရောက်ပထမလိုပဲလိုချင်တယ်နော်ဖေးဟုတ်ကဲ့ဖေးဒါနဲ့လေညီမလေးကမမမချစ်ဘူးတဲ့ဘယ်တော့ပြောလို့လဲညီမလေးရဲ့သူကသမီးရဲ့အိမ်မထဲမှာလာပေါ်တာအေးပါချစ်ပါရဲ့ညီမလေးကတက်ရလိုက်ငုံနေရတော့ညီသမီးရင်ပြုတ်ကြလေဦးမေဟုတ်ကဲ့ဖေဖေတကအများကြီးပြောကြရှိရယ်ပြသမီးညီမလေးကိုပဲဖေတော့ချစ်တာသမီးကြောင့်မချစ်ဘူးနဲ့အကြောင်းမလိုက်ဘူးမလားသမီးလည်းမလို့ကျလုံးမလားဟုတ်ပါဘူးပဲလားရဲ့သမီးခုနှစ်ပြည့်သွားပြီဆိုတော့ကျောင်းတက်ချင်ကြောနေပြီသမီးကြီးနိုင်ရင်ကျောင်းတက်ပညာတွေနဲ့အိမ်မှာအေးစစ်စိတ်နေလို့ရပါဘောကွအဲ့လိုဟုတ်တယ်နော်ဖေဒါဆိုရင်သမီးနေတိုင်းကျောင်းသွားတော့မယ်နော်ဒါပေမဲ့ထောပါကူကီတော့ကျွေးရမယ်နော်ဖေကျွေးမှာပေါ့တဲနေမှာလေကြီးကြီးပြောရနော်အဲ့လိုမငုံနဲ့အစိုးရကလေးရောတခြားမင်းလာပြီးခေါ်သွားလိုက်မယ်မလိုက်ချင်ဘူးသူစီရောနေမနေပါမယ်ဖေအေးကောင်းလေးတော့ချအောင်လေဟုတ်ကဲ့ဖေမမီနေကြရလားအေးမမီအိမ်နေရလေငါပြီးနော်တကယ်ကြောင်းရပြီးတော့သွားရနော်တငယ်ချင်းနေတူဆိုဟုတ်ကဲ့ဖေသမီးကိုလွှမ်းနေပါနော်အေးပါတဝိုင်းကြည့်ကဲဒီနေ့ဗီဒီယိုအရကျောင်းသွားခြင်းနဲ့ကလေးမလေးရောကျောင်းရအောင်သွားဖို့သူ့ဖေကထပ်ပတ်တူတူကြည့်လိုက်တာနဲ့သူလေးသွားပါတယ်ဘိုင်